မဟုတ်ဘူးခင်ဗျားတို့ officer တွေကိုထိတ်ခါချက်နေကြောက်စရာမလိုဘူးခင်ဗျားတို့ပြည်နာရှိတယ်ရုံးမှာလာတာကူကြီးလာတောင်းနေဆိုခင်ဗျားမှာစိတ်စားရစားတဲ့အားလုံးထောက်ထားရှိရစေ security ကခင်ဗျားတို့ဘာမှမောင်းထုတ်ပိုင်လို့မရှိသလိုဘယ်နဲ့ကြောက် officer တွေကတော့ခင်ဗျားတို့တွေ့ပိုင်လို့ရှိတာဖြစ်တယ်ဆိုတော့နောက်တော့ကြည့်အားလုံးတည်ထားပါ security ကခင်ဗျားတို့မောင်းထုတ်တယ်ခင်ဗျားတို့ကိုအော်ဟစ်စေးဆိုတာတော့ဘာလို့ရှိရဆိုရင်ချင်းချောက်တာတွေဘာရှိရစေပြောပါခင်ဗျားတို့ကဒုက္ခတွေဟုတ်တယ်စစ်တပ်ကိုကြောက်လို့ထွက်ပြေးလာတာဒီမှာတက်ကြောက်ကြတော့မရှိတော့ဘူး officer တွေစစ်လာရမှာဖြစ်တယ်အဲ့ဒါခင်ဗျားတို့ကပြည်ပြည်တဲ့အဲ့ဒါကိုနားလေစေချင်တယ်ဆိုတော့ဒီနေ့မှာကျွန်တော်ခေါင်းဆောင်လေးတွေမှာရှိတယ်ခင်ဗျားတို့ရဲ့အတွက်ကိုကျွန်တော်တိုင်ဖို့ဝင်ပြီးဒီမှာ ACR ရှိတယ်ဆိုတော့ဒီနေ့မှာဆက်လက်ပြီးတော့ကျွန်တော်နဲ့လက်တွေ့သွားမယ်လူထုနဲ့ကျွန်တော်ကြားမှာလက်တွေ့သွားမယ်ဒီရွေးတဲ့ချစ်စီဆိုတာကခင်ဗျားတို့ရှိလို့ခင်ဗျားတို့ကိုဝန်ဆောင်မှုပေးဖို့တဲ့ဒီမှာရှိတာဖြစ်တယ်ခင်ဗျားတို့ကိုစော်ကားဖို့ခင်ဗျားတို့ကထင်သေးဖို့ဒီမှာရှိတာမဟုတ်ဘူးခင်ဗျားတို့ပြည်သားကိုနားထောင်ဖို့ဖြစ်တာဖြစ်တဲ့အတွက်ဒီမှာကျွန်တော်အလုံးဒီမှာလာပြီးကျွန်တော်ရတူတူရဲ့ဒီဗီဒီယိုအားလုံးကိုကြည့်လို့ဖြစ်တယ်အားလုံးကျွန်တော်အောင်ရပြီအားလုံးကျွန်တော်အောင်ရပြီအောင်ရပြီတော့ဒီကတို့တောင်းဖြစ်တယ်တို့ဒုက္ခတွေကမှုတွေဒုက္ခတွေကိုမောင်းထုတ်ရမှာ security အလုံးမဟုတ်ဘူးရွေးတဲ့ချစ်စီကကိုယ်ရဲ့ဆက်လာပြီးတော့ခင်ဗျားတို့ကိတ်မှလာတွေးပြီးတော့ခင်ဗျားရဲ့ပြည်သားကိုနားထောင်ပြီးဝန်ခံတဲ့နေဝန်ခံပေးဝန်ခံရမှာဖြစ်တယ်ရွေးကပေးတဲ့ပေးရမှာဖြစ်တယ်အဲ့လိုမျိုးကျွန်တော်တွားရပြီးထွတ်ပြကတ်တင်းတဲ့သူတွေစလဲအတနာခံစားအပွဲမဲ့ဆောင်းနာပါရတဲ့ဆိုင်ချင်းချင်းတွားပြီးတော့ဝင်ပြီးတော့ကဲယူနိုင်မယ့်နည်းလမ်းကိုကျွန်တော်ရှာနေတာဖြစ်တို့ကိုပြန်ပြီးဆွေးနွေးနေတာဖြစ်တယ်ဆိုတော့ဒီနေ့မှာအားလုံးတည်ထားရမှာက security ကဆိုတာကလုံချုံရေးဆိုတာခင်ဗျားရဲ့ case officer တွေမဟုတ်ဘူးခင်ဗျားရဲ့ officer တွေကို case security ကတွေကိုကြောက်စရာမလိုဘူးခင်ဗျားရဲ့ပြည်နာရှိတယ်ရုံးမှာလာတာအကူကြီးလာတောင်းနေဆိုခင်ဗျားမှာစိတ်စားရစားတဲ့အားလုံးထောက်ထားရှိရစေ security ကခင်ဗျားတို့ကဘာမှမောင်းထုတ်ပိုင်ကိုမရှိသလိုရွေးတဲ့ချစ် officer တွေကပဲခင်ဗျားတို့တွေ့ပိုင်ကိုရှိတာဖြစ်တယ်ဆိုတော့နောက်ကြရင်အားလုံးတည်ထားပါ security ကခင်ဗျားတို့မောင်းထုတ်တယ်ခင်ဗျားတို့ကိုအော်ဟစ်စေးဆိုတာတော့ဘာလို့ရှိရဆိုရင်ချင်းချောက်တာတွေဘာရှိရစေပြောပါခင်ဗျားတို့ကဒုက္ခတွေဟုတ်တယ်စစ်တပ်ကိုကြောက်လို့ထွက်ပြေးလာတာဒီမှာ security ထက်ကြောက်စရာအကြောင်းမရှိတော့ဘူး officer တွေကိုယ်တိုင်စစ်လာရမှာဖြစ်တယ်အဲ့ဒါခင်ဗျားတို့ရခွင့်ရဖြစ်တယ်အဲ့ဒါကိုနားလေစေချင်တယ်ဆိုတော့ဒီနေ့မှာကျွန်တော်ခေါင်းဆောင်လေးတွေမှာရှိတယ်ခင်ဗျားတို့ရအတွက်ကိုကျွန်တော်တိုင်ဖို့ဝင်ပြီးဒီမှာ ACR ရှိတယ်ဆိုတော့ဒီနေ့မှာဆက်လက်ပြီးတော့ကျွန်တော်နဲ့လက်တွေ့သွားမယ်လူထုနဲ့ကျွန်တော်ကြားမှာလက်တွေ့သွားမယ်ဒီရွေးတဲ့ချစ်စီဆိုတာကခင်ဗျားတို့ရှိလို့ခင်ဗျားတို့ကိုဝန်ဆောင်မှုပေးဖို့တဲ့ဒီမှာရှိတာဖြစ်တယ်ခင်ဗျားတို့ကိုစော်ကားဖို့ခင်ဗျားတို့ကထင်သေးဖို့ဒီမှာရှိတာမဟုတ်ဘူးခင်ဗျားတို့ပြည်သားကိုနားထောင်ဖို့ဖြစ်တာဖြစ်တဲ့အတွက်ဒီနေ့မှာကျွန်တော်အလုံးတူတူကလာပြီးကျွန်တော်ရတူတူကရဒီဗီဒီယိုအားလုံးကိုကျေးဇူးတင်တယ်အားလုံးကျွန်တော်အောင်ရမည်အားလုံးကျွန်တော်အောင်ရမည်အောင်ရမည်ဆိုတော့ဒီနေ့ကကျွန်တော်အားလုံးဒီလောက်ပဲဒီအားလုံးတဲမှာတော့ security ကနှိမ့်ဆက်တာအားလုံးရက်တက်ဖို့ရယ် security ကမောင်းထုတ်တာအားလုံးရက်တက်ဖို့ရယ် officer ကိုယ်တိုင်ဆင့်လာဖို့ကိုကျွန်တော်တောင်းဆိုထားတာဖြစ်တယ် number 2နေတဲ့ကစိတ်စားရစားတဲ့ခြေတွေရှိတဲ့သူတွေအားလုံးကကြက်မာရဲ့ကြီးပေါ်ဖြစ်နေတဲ့သူတွေနဲ့ဆင့်လာ officer ကိုတိုက်ရိုက်တွေ့ပန်ကိုကျွန်တော်တောင်းဆိုထားတာဖြစ်အဖွဲ့အစည်းကကြီးစရာမလိုတော့ဘဲနဲ့တိုက်ရိုက်လာပြီး officer လာတွေ့ရမှာခင်ဗျားရဲ့ခံစားခွင့်ဖြစ်တယ်ဒီနေ့ကပေးရမယ့်ခံစားခွင့်ဖြစ်တယ် number 3နေနဲ့ကတ်တင်ခိုင်မိသားလူတွေနဲ့ခဏစောင့်နေကြမလို့တော့ပဲတိုက်ရိုက်ကပ်ပြန်ရမနည်းလားကျွန်တော်ပြောပြပေးတာဖြစ်တယ်ဘာလို့လဲဆို2018မှာခင်ဗျားတို့မတရားသိမ်းခံရတာဖြစ်တယ်ရွေးနေချစ်တဲ့နိုင်ငံကားနဲ့ပြန်လို့ရပြီဆိုတော့မတရားသိမ်းတာဖြစ်တယ်ဒါလူ့ခွေးချိုးဖောက်ခဲ့တာဖြစ်တယ်အဲ့ဒီအတွက်တော့ပြန်ပေးဆက်ရမှာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ကအသက်ကြီးမိဘမေကလေးတွေအများကြီးတို့ထဲမှာရှိတယ်ဆော့ရှယ်မီဒီယာတွေအများကြီးရှိဒါလည်းရွေးနေချစ်တဲ့ဒီနေ့ကပ်မပေးသေးတာအများကြီးရှိတယ်ဆိုတော့ဒီအတွက်ကိုကျွန်တော်ဒီနေ့မှာရွေးရဲ့သူရွေးနေချစ်ချာရာသူရဲ့ဒီမန်ဒေကနေသူရွေးနေချစ်တဲ့ဥပဒေသူပိုင်ပေးတာတောင်းဝတရားရှိမလေးရှားရွေးနေချစ်တဲ့အဲ့ဒါပြက်ကွက်နေတာဖြစ်တယ်ဆိုတော့ဒါကြောင့်ဒီနေ့မှာကျွန်တော်ဒီမှာလာရချင်းဖြစ်တယ်ဆိုတော့ဒီနေ့ကကျွန်တော်တောင်းဆိုထားတာကဒီ unit ချီစီရဲ့ security နဲ့သူရဲ့ officer ရဲ့တာဝန်ဝတ္တရားကိုလည်းခွင့်ချတဲ့ဘက်ကိုကျွန်တော်ပြောထားတာဖြစ်တယ်ကျွန်တော်က2019မှာဖတ်ဖို့ဒီတာသူတွေကအလုံးအမြန်ဆုံးနဲ့တရားမချအမြန်ဆုံးပေးလို့ကျွန်တော်ဒီတောင်းဆိုထားတာဖြစ်တယ်ဆိုတော့ဒီနေ့အားလုံးကျွန်တော်နဲ့ ACR တို့ရက်ဒီပေးတဲ့တရားလူတွေအားလုံးကိုချီးကျူးတင်တယ်အားလုံးဆက်လက်ပြီးကျွန်တော်ဆက်လက်ပြီးရှေ့ဆက်သွားမယ် ACR နဲ့ဆက်လက်ပြီးအမြဲတမ်းရက်ဒီပေးပါဆက်လက်ပြီးကျွန်တော်အောင်ခွင့်ခံမယ်ဆက်လက်ပြီးကျွန်တော်တူသွားမှာဖြစ်တယ်ဘယ်နေရာပဲရောက်ကျွန်တော်မရမထားရမှာကနိုင်ငံသားတွေထင်သေးတာကိစ္စမရှိရွေးတဲ့ချစ်စီ officer နဲ့ security ထင်သေးတာကျွန်တော်လုံးဝမဖြစ်တဲ့နာရဖြစ်တယ်ဆိုတော့ဒီနေ့မှာကျွန်တော်အားလုံးလာခဲ့ပြီဖြစ်တယ်ဒီနေ့လည်းကောင်းဆိုတော့ကျွန်တော်ရဲ့အတန်ကိုကျွန်တော်ပေးလိုက်ပြီဖြစ်တယ်အားလုံးကိုချစ်တဲ့ဒါပြီးကျွန်တော်အားလုံးပြန်တော့မှာဖြစ်တယ်နော်ဆိုတော့နောက်ပိုင်းကျကျွန်တော်ဆက်လက်ပြီးတော့ကျွန်တော်နောက်ပိုင်းကျကျွန်တော်ပြန်ပြီးတော့နောက်တာရွေးတော့ပြန်ပေါ်လာမှာဖြစ်တယ် Thanks for watching. Joseph Costello. Follow for more awesome instant karma action.